Hello အားလုံးပဲတောက်ကြနေတဲ့ sharing section ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ English grammar နဲ့ use ရဲ့ပထမဆုံး unit 1သင်ခန်းစာဖြစ်တဲ့ present continuous tense အကြောင်းလေးကိုကျမတို့စတင်ပြီးတော့လေ့လာကြည့်ကြပါမယ်။အဲ့တော့ present continuous tense ကကျမတို့ဘယ်လိုနေရာတွေမှာသုံးမလဲပေါ့နော်။အဲ့မတိုင်ခင်မှာကျမက verb to be လေးရဲ့အကြောင်းနည်းငယ်ပြောပေးမယ်။ဗီဒီယိုလေးတွေကတိုတဲ့အတွက်ပေါ့နော်။တကယ်လို့ထပ်ပြီးတော့မှဒီထက်နည်းနည်းလေးရှည်တာမျိုးလေးတွေနားထောင်ခြင်းနဲ့ဆိုရင်လည်းရပါတယ်။အပေါ်ရှိပါနော်။အဲ့တော့ verb to be ဒီနေရာမှာ be ဆိုတဲ့အသုံးနှုန်းတော်တော်များများကကျမတို့စီမှာလေဘယ်လိုပြောကြလဲဆိုတော့ verb 1 verb 2 verb 3 verb ing လို့ပြောတယ်ကျမတို့မှမဟုတ်ဘူးပေါ့နော် international အားလုံးအဲ့လိုပဲကျမတို့ပြောကြပါတယ်အဲ့တော့ဒီ verb တွေကတကယ်တမ်းမှာတော့ပေါ့နော်ကျမတို့ verb 1ဆိုတဲ့အရာလေးကိုကျမတို့က present tense လို့ခေါ်ကြတယ်ဒါတော့အားလုံးသိကြတဲ့အတိုင်းပါနော် present tense လို့ခေါ်တယ်အောက်က verb 2လေးဆိုရင်တော့ကျမတို့ past လို့ခေါ်မှာပေါ့ဒီအောက်က verb 3ကတော့တကယ်တမ်းအခေါ်ပေါ်က past participle ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့သူကအတိတ်ကာလနဲ့သက်ဆိုင်တယ်ဒီကာလတွေလက်ရှိကာလတွေနဲ့သက်ဆိုင်နေတဲ့အကြောင်းအရာ verb ing ကိုတော့ကျမတို့က continuous လို့ခေါ်တယ်အချို့မှာတော့ကျမတို့ progressive လို့ခေါ်တာတွေ့ရပါလိမ့်မယ် progress ကလှုပ်ဆောင်စေ progressive ဆိုတာလှုပ်ဆောင်နေစေဖြစ်တော့ပေါ့နော် adjective verb ကိုပြောင်းထားတယ်အဲ့တော့ကျမတို့တွေဒီမှာဘာကိုသွားပြီးတော့ပို့ပြီးတော့မြင်ရအောင်မလဲဆိုလို့ရှိရင်တော့ဒီ verb 1 present tense လေးကိုအများအဖြစ်အကုန်လုံးက verb တွေအလုံးရဲ့မူရင်း verb ကိုပြောပါဆိုရင် present tense ကဟာတွေကိုပြောတယ်ပြီးတော့ကျမတို့ဒီမှာဘာတွေကိုထပ်ပြီးသိရမလဲဆိုတော့ present tense ဒီမူရင်း verb မဟုတ်ပါဘူးအဲ့ဒီဟာတွေအလုံးရဲ့ဒီအပေါ်မှာဆိုရင်တော့ကျမတို့ဘာရှိလဲဆိုလို့ရှိရင် original verb form ပေါ့နော်အမှန်တိုင်းသူကိုကျမတို့တွေစာနဲ့ academic ကြခေါ်မယ်ဆိုရင်တော့ကျမတို့ infinitive လို့ခေါ်တယ် infinitive တနည်းအားဖြင့်ကျမတို့ root form of verb လို့ခေါ်ပါတယ်ကျမတို့တွေဒါကိုရှာကြည့်ရင်သိရမယ်ပေါ့နော်တွေ့ရလိမ့်မယ် root form of verb လေးတွေလို့ကျမတို့ခေါ်ကြပါတယ်အဲ့တော့ root form of verb တွေအဲ့တော့ root form of verb ကဒီမှာ verb to be မှာဆိုလို့ရှိရင်တော့ be ကိုပြောတာဖြစ်ပါတယ်ဘာလို့ဒီနေရာမှာဒါကိုပြောလဲဆိုရင်နောက်ပိုင်းမှာ active passive တွေလိုမျိုးမြင့်မြင့်ကြီးချိန်လာတဲ့အခါမှာ B ကိုဘယ်လိုမျိုးရွှေ့ရမလဲမသိဘူးဆိုတဲ့ကိစ္စရပ်တွေတဲ့ဒီနေရာမှာ B ကိုထည့်တာဖြစ်ပါတယ်အဲ့တော့ဒီ verb to be တိုင်းကျမတို့လိုက်ပြီးချိန်ရအောင်နော်အဲ့တော့ verb 1ဆိုလို့ရှိရင်ကျမတို့သုံးမဲ့အသုံးနှုန်းလေးကတော့ am ရဲ့ is ရဲ့ are ရဲ့ဖြစ်ပါတယ်ကျမတို့ verb 2အတွက်သုံးမဲ့စကားလုံးလေးတွေကတော့ရှင်းတယ် was ရဲ့ were ရဲ့ဖြစ်ပါတယ် verb 3 past participle အတွက်ကတော့ been ဖြစ်ပါတယ် be ကိုကျမတို့ပြောင်းတာဖြစ်ပါတယ် continuous တွေအတွက်ကျမတို့အသုံးပြုမဲ့ verb form လေးကတော့ been ဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီခု structure ၄ခုပေါ့နော် structure ၄ခုကိုကျမတို့သိပြီဆိုရင် present continuous tense ကိုမမိတ်ဆက်ခင်မှာနောက်တစ်ခုကြံပါသေးတယ်အဲ့ဒါကတော့ nouns တွေမှာသုံးတဲ့ singular နောက်တော့ nouns တော့မဟုတ်ဘူးเนาะဒီမှာတော့ကျမတို့ pronouns တွေနဲ့တွေ့ရလိမ့်မယ် pronouns တွေမှာအသုံးပြုတဲ့ဟာတွေအဲ့ဒါတွေက pronouns ကကျမတို့ pronoun ၃စားရှိတယ်လို့ကျမတို့ခွဲထွက်မယ်ပေါ့နော် pronoun မှာတော့ကျမတို့က first person တွေ second person တွေ third person တွေthird thing တွေ second thing တွေကျမတို့ရှိကြတယ်ဒါပေမဲ့ကျမကဒီညမှာဘာပဲပြောမလဲဆိုတော့အလွယ်ပေါ့နော်တကယ်တမ်း academic မှာတော့အဲ့လိုမခေါ်ဘူးပေါ့နော် singular pronoun လား plural pronoun လားဆိုတာကြည့်ပါမယ်အဲ့တော့ကျမဒီဟာလေးကိုနည်းနည်းလေးပေးကိုချဲ့လိုက်မယ်နော်ဒီကစာလေးတွေကိုစက်မြင်စေခြင်းလို့ဖြစ်ပါတယ် okay အဲ့တော့ singular pronoun ဆိုတာပါလဲ singular pronoun ဆိုတာ singular လို့ပြောတဲ့အတွက်တစ်ခုတစ်ယောက်တည်းလို့ပြောတာတစ်ခုတစ်ယောက်တည်းဥပမာအဖြစ်I ပေါ့နောက်တစ်ခါဘာတွေပါမလဲဆိုရင် he တို့ she တို့ it တို့ဒါပေမဲ့ထူးဆန်းစွာပါပဲကျမတို့ရဲ့ဒီ I လေးရပါတော့ present မှာဆိုလို့ရှိရင်အမြဲတမ်းသူ့အတွက်တီးသန့်တွဲပေးရတဲ့ verb ရှိတယ်အဲ့ဒါကတော့ am ဖြစ်ပါတယ် I am နဲ့အမြဲတမ်းတွဲတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်တော့ကျမတို့ဒီကြံတဲ့နေရာမှာဆိုရင်တော့ he ရယ် she ရယ် it ရယ်ကိုတော့ကျမတို့တွေက is နဲ့တွဲပေးပါတယ်ဒါအနည်းကိန်းတွဲပေါ့နော် plural တွေတွဲလာပါပြီ plural ဆိုတာကအများလို့ပြောတာဒီညမှာတော့အနည်းအများနဲ့ပြောမှာမဟုတ်ဘူးနဲ့ပေါ့နော် pronoun မှာတော့ကျမတို့က pronoun အခန်းကြီးသွားတဲ့ခါကျရင်တော့မြင်ရမှာပေါ့
တကယ်တမ်းကျတော့သူကို first person second person third person နဲ့ခေါ်ပါတယ် plural မှာတော့ကျမတို့ပါမှာက we ရယ် you ရယ် they ရယ်ဖြစ်ပါတယ်သူတို့တွေအားလုံးကိုတွဲတာတော့ရှင်းပါတယ် AI ကြီးပါဒါက present အတွက်เนาะ past အတွက်ဆိုရင်တော့ဒီ is နေရာမှာ was ဖြစ်သွားတယ်ဒါပေမဲ့ I ကိုတော့ was နဲ့မတွဲပါဘူးဒီနေရာမှာထူးခြားချက်အနေနဲ့ I ကို were နဲ့သွားတွဲပါတယ်ဘာဖြစ်လို့လဲလို့မေးမယ်ဆိုရင်ကျမတို့က I လို့ပြောတဲ့အခါမှာအမြဲတမ်းဒီပေါ့နော်ကျမတို့ဒီအင်္ဂလိပ်စာရဲ့အယူအဆအရ I ကအမြဲတမ်း plural အနေနဲ့ပဲ verb to တွေမှာရပ်တည်တယ်ကျန်တဲ့ဥပမာ active passive လောက်တာတို့ question tag လောက်တာလို့မှလည်းသူဒီအမြဲတမ်းအများကိန်းနေရာကပဲရပ်တည်ပြီးတော့အလုပ်လုပ်တာဖြစ်တယ်အဲ့တော့ဒီဟာတွေကဆိုလို့ရှိရင်ကျမတို့အခြေခံမှာမဖြစ်မနေတိကိုသိထားတဲ့ဒီအချက်အလက်လေးတွေဖြစ်ပါတယ်အဲ့ဒါလေးတွေရပြီဆိုရင်တော့ကျမတို့တွေအောက်က present continuous tense ကိုကြည့်ပါမယ် present continuous tense I'm doing နဲ့သူကပြောထားတယ် present continuous tense ကိုငယ်ငယ်ကမှတ်ခဲ့တာဘယ်လိုမှတ်ခဲ့ကြလဲဆိုလို့ရှိရင်ပထမတစ်ချက်အနေနဲ့ကျမတို့တွေခုလုံးနေတဲ့အရာတွေကိုပြောတယ်လို့မှတ်ထားကြတယ်ကျမတို့ဒီနေရာမှာတော့နောက်တစ်ခုလည်းထပ်မှတ်လို့ရပါသေးတယ်အဲ့တော့အခုလုံးနေတဲ့အရာတွေမှာပြောတယ်ဆိုလို့ရှိရင်နောက် my present perfect tense လို့ဟာတွေလာတယ်ကျမတို့ရှုပ်ထွေးသွားမယ်ဘယ်လိုမှတ်မလဲ present continuous tense ဒီကျမတို့စကားပြောနေတဲ့အချိန်တွင်းမှာလုပ်နေတာအဓိကအပြင်ပြီးသေးဘူးလို့သူကပြောလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရာကိုကျမတို့တွေလေ့လာကြပါမယ်အဲ့တော့ဒီနေရာမှာသူက example situation ပေးထားပါတယ်ဥပမာပေါ့နော်ပထမတစ်ခုအနေနဲ့ကတော့သူကဘာပြောထားလဲဆိုတော့ခုနပြောတယ်မပြီးမြောက်သေးတဲ့အခြေအနေတွေဒါကတော့ဥပမာပဲရှိသေးတယ်အောက်မှာကျမတို့ဆက်ကြည့်ရမယ်အဓိကတော့ဒီဇယားကွက်လေးဖြစ်ပါတယ်အဲ့တော့ဒီဇယားကွက်လေးကိုပိုင်ပိုင်နိုင်နိုင်သိထားမှကျမတို့ present continuous tense ကိုလုပ်လို့ရမှာဖြစ်ပါတယ်ဒီနေရာမှာစပါပြီ number B တဲ့အဲ့တော့သူကစပြီးရှင်းပြထားတယ်ဘာလဲဆိုတော့အခုနောက်က action တစ်ခုကမပြီးမြောက်သေးတဲ့အခါမှာကျမတို့စကားပြောနေတဲ့အချိန်မှာကျမတို့လှုပ်ဆောင်နေတဲ့အရာတွေမပြီးသေးဘူးဆိုရင်သုံးတယ်ဒုတိယတစ်ခုအနေနဲ့ကျမတို့တွေကလှုပ်ဆောင်နေတဲ့အရာရဲ့အလဲတဲ့ရောက်နေတာဥပမာအဖြစ်ဒီမှာဆိုလို့ရှိရင် please don't make so much noise I'm trying to walk ကျေးဇူးပြုပြီးတော့အရန်ဆူဆူညံ့ညံ့မလုပ်ကြပါနဲ့ငါလှုပ်ဖို့စူးစမ်းနေတာစူးစမ်းနေတာဟုတ်ပြီနော်စူးစမ်းနေတယ်ဆိုတာကိုပဲပြောနေတာနော်ပြောမယ်ဆိုလို့ရှိရင်တော့စူးစမ်းနေတဲ့ဟာအလယ်မှာမပြီးသေးဘူးလို့ကျမတို့ပြောနေတာဖြစ်တယ် Where's Mark he's having a shower Mark ပဲရောက်သွားလေရေချိုးနေတာနဲ့တူတယ်ပေါ့အဲ့လိုပြောလိုက်တာ he's having a shower လို့ပြောထားတယ်အဲ့တော့ဒီနေရာမှာဆိုရင်သူကဘာကိုပြောလဲဆိုတော့ not he has a shower သူက shower ရေချိုးနေတာတော့မဟုတ်တော့ဘူးဒါပေမဲ့ရေချိုးနေတာအလဲမှာဆိုတာချိုးနေစေမပြီးသေးဘူးဆိုပြီးသူပြောနေတာဖြစ်တယ်ရေချိုးလို့မပြီးသေးဘူးပေါ့နော်အဲ့လိုပြောနေတာ let's go out now it isn't raining anymore အဲ့တော့အပြင်ကိုထွက်ရအောင်နဲ့မိုးထမရွာတော့ဘူးနဲ့တူတယ်တဲ့ကြည့်ရတာမိုးကရွာမဲ့ပုံမရှိတော့ဘူးလို့ပြောထားတာဖြစ်ပါတယ်ဒီလိုစားပါတော့အရာဝတ္ထုတွေကျမတို့လှုပ်ဆောင်နေတဲ့ action တွေအလယ်မှာရှိရင်ဒါလေးကိုသုံးယူပါတယ်အဲ့တော့ဒီအကြောင်းအရာလေးကိုကျမတို့ကြည့်ပါမယ် Steve is talking to a friend on the phone and he says ကျမတို့ say ကိုပြောရင် say မှာ say လို့ပြောပေမဲ့ say နောက်မှာ s တလိုက် say ကနေ say ဆိုတဲ့အတန်ကိုချက်ချင်းမြင့်တက်သွားတယ် say says အခုဆိုရင်ကျမတို့ရဲ့အတန်ထက်က say ဆိုတဲ့အတန်ထက်ကိုထွက်ရမယ်ပေါ့နော်အဲ့တော့ he says သူဘယ်လိုပြောလဲ I'm reading a really good book at the moment it's about a man who သူနောက်မှာဆက်ပြောမယ်ပေါ့နော်ငါအခုအရန်ကောင်းတဲ့စာအုပ်တော့ကိုဖတ်နေတာအဲ့ဒီဟာကတော့လူတစ်ယောက်ရဲ့သူပေါ့နော်အဲ့ဒီအကြောင်းအရာကိုသူပြောတယ် I am reading လို့သူပြောနေတာဖြစ်တယ် he is not reading the book at the time of speaking စကားပြောနေတဲ့အချိန်အတွင်းမှာတော့သူကဒီစာအုပ်ကိုဖတ်လို့ပြီးစီးနေအောင်မှာတော့မဟုတ်ဘူးတဲ့ပြောမယ်ဆိုရင်တော့စတင်တော့လှုပ်ဆောင်နေတယ်မပြီးသေးဘူးလှုပ်ဆောင်စေပေါ့နော်အဲဒါကြောင့်မို့လို့ကျမတို့ continuous ဆိုတာဆက်ဖြစ်အောင်မယ်ဆိုတဲ့အဓိပ္ပာယ်လို့သူကကောက်ချက်ချတယ် progressive လို့လည်းခေါ်ရဲဆိုတော့ခုနကပြောထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူကအဲ့ဒါကိုပြောတယ်သူပြောချင်တဲ့အဓိပ္ပာယ်ကသူကစာဟုတ်တအုပ်ကိုစဖတ်နေတယ်ဒါပေမဲ့သူမပြီးသေးဘူးသူဖတ်နေတော့မဲဆိုတဲ့အဓိပ္ပာယ်ကိုအသုံးပြုထားပါတယ်ဒီမှာထပ်ပြီးတော့ကျမတို့ example လေးတွေမြင်နိုင်တယ်နောက်ထပ်ဘာကိုသုံးသေးလဲဆိုတော့ကျမတို့ present continuous tense တွေကိုတဲ့ today this week this year တို့ ਨੇ တွဲသုံးပါတယ်တဲ့ပြောမယ်ဆိုရင်တော့အဲ့အချိန်လောက်မှာဖြစ်နေတယ်ပေါ့ you are working hard today မိမိဒီနေ့အရင်အလုပ်ကြိုးစားနေရပဲ yes I have a lot to do ဟုတ်တယ်ငါအများကြီးလုပ်စရာရှိနေလို့ today နဲ့တွဲသုံးထားတယ်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကတော့ဒီနေ့မှာ
အဲ့လိုစူးစမ်းနေတယ်ပေါ့သူပြောချင်တယ်ဒီနေ့မှစူးစမ်းနေတာလားအဲ့လိုပုံစံမျိုး The company I work for isn't doing so well this year ငါဒီနှစ်မှာငါအလုပ်လုပ်ပေးတဲ့ကုမ္ပဏီကတိတ်ပြီးတော့အလုပ်ကောင်းကောင်းမဖြစ်လာဘူးလို့ပြောနေတာဖြစ်ပါတယ်အဲ့တော့ဒါမျိုးလေးတွေကျမတို့ပြောမယ်ဆိုရင် present continuous ကိုပြောတဲ့အခါမှာငယ်ငယ်ကတော့အချိန်ပြပုံတွေနဲ့ live မှတ်တဲ့တက်ဆိုရင် today တို့ this for တို့ this year တို့ဒီရမှန်ရခါမှာပါတတ်တယ်အများတန်းတော့မဟုတ်ဘူးပေါ့နော်တစ်ခါလေကြာရင်ပါတတ်တယ်အဓိကမှတ်ထားမှာတော့ present continuous task ကအခုနအခြေအနေတွေနဲ့တွဲမှတ်ရပါမယ်အဲ့တော့ present continuous task ကတဲ့သုံးတဲ့အခါမှာဘယ်လိုအခြေအနေမှာထပ်သုံးသည်လဲဆိုရင်အရာတစ်ခုကစတင်ဖြစ်တော့မယ်ဆိုရင်လည်းသုံးပါတယ်တဲ့အဲ့ဒါတွေကိုတော့ဒီအောက်က class လေးတွေကိုသုံးပြပါတယ်တဲ့အဲ့တော့အရာတစ်ခုကစဖြစ်တော့မယ်အဲ့ဒါကြောင့်မို့လို့ beginning starting ကလည်းစတာပဲ getting ကလည်းရတာ becoming ဖြစ်လာတာ getting ကရတယ်ဆိုတာလည်းအခါလေကြားလို့ရှိရင်ဖြစ်လာတယ်လို့လည်းသုံးပြတယ်အဲ့တော့ဒီမှာရှိတဲ့စကားလုံးတွေကိုကြည့်ထားမယ်ဆိုရင်ဖြစ်လာတယ်ဆိုတဲ့ဟာမှာသုံးတယ် changing ပြောင်းလဲလာတယ် improving တိုးတက်လာတယ် increasing လည်းတိုးတက်လာတာပဲ raising လည်းတိုးတက်လာတာပဲเนาะ falling ကတော့ကျသွားတယ် growing ကသူလျင်မြန်စွာတိုးတက်လာတယ်ကြီးထွားလာတယ်ပေါ့အဲ့လိုပုံစံပြောထားတယ် is your English getting better မင်းရဲ့အင်္ဂလိပ်စာကတော်တော်ကောင်းလာတာပဲပြောချင်တာကတော့ does your English get better မင်းအင်္ဂလိပ်စာချင်းနေကောင်းလာပြီပေါ့နော်ဒီလိုနေရာမှာကျမတို့တွေအခြေအနေတစ်ခုကစတင်ပြောင်းလဲလာတယ်စတင်ဖြစ်ပေါ်လာပြီဆိုရင် press ကဲပါအဲ့တော့ဒီအောက်ကအကြောင်းအရာလေးကိုပြန်ဆက်ရမယ်ဆိုရင်ကျမတို့တွေရဲ့စတင်လှုပ်ဆောင်သွားပြီဆိုတဲ့အရာတွေမှာကျမတို့တွေ present continuous tense ကိုအသုံးပြုပါတယ်နောက်ဗီဒီယိုမှာတော့ကျမတို့ exercise တွေလုပ်ရင်ပြန်လည်တွေးဆောင်ကြပါမယ်